Hello အားလုံးပဲမင်္ဂလာပါရှင် Energy from your universe ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုတစ်ခါမှာတော့ကျမက major gap reading ပေါ့နော်အဲ့ဒါကိုကျမကတစ်နှစ်တစ်ခါလုပ်ပေးနေကြတယ်မှာပါတယ်မနှစ်တုန်းကတော့ကျမ February လမှာစတော့ပြီးတော့ December မှာအဆုံးပေါ့နော် major gap 22 ကတ်လုံးရဲ့အကုန်အုံစံကိုအဆုံးတက်နိုင်ခဲ့တယ်ပေါ့နော်ဒီနှစ်တော့ကျမနည်းနည်းနောက်ကျသွားတယ်ဒါတော့ကျမ January လကတည်းကစချင်ပေမဲ့လည်းဒီတခြား reading တွေကိုပဲဦးစားပေးမိနေတော့ဒီ major gap reading ဘက်ကိုမလှည့်မိဘူးပေါ့နော်အဲ့တော့ major gap reading ကအခု March လမှာစပြီးဖတ်ပေးသွားမယ်ပေါ့နော်အဲ့တချို့လတွေမှာတော့သူ22ကတ်ရှိတာဆိုတော့လလည်းဘယ်နှလောက်မှတော့မကြမ်းတော့ဘူးပေါ့နော်အဲ့တော့တချို့လတွေမှာတော့type 2ခု3ခုဝင်လာတာမျိုးလေးတွေဖြစ်မှာပေါ့နော် major gap reading 2ခု3ခုဝင်တာမျိုးတွေဖြစ်မယ်ချို့လတွေမှာတော့တခုတည်းလည်းဖြစ်ချင်လည်းဖြစ်သွားမယ်ပေါ့နော် anyway ဘာပဲဖြစ်ဖြစ်ကျမဘက်ကတော့ဒါ yearly ပေးထားတဲ့ commitment လိုမျိုးပေါ့နော်ဒီ2026မှာဒီ major gap reading ဒါနောက်ထပ်ကဏ္ဍတစ်ခုထပ်ဖွင့်လိုက်ပြီပေါ့နော် the full ကနေစမယ်ပေါ့ major gap reading ဆိုတော့သူက major gap reading ဆိုတဲ့အတိုင်း major gap တွေရဲ့ nature တွေပေါ့နော်အဲသူတို့ပုံစံတွေအတိုင်းပဲဒီ spread တွေကိုချသွားမယ်တချို့တော့ reading တွေမှာ spread ကတ်နေတာမျိုးရှိမယ်တချို့တော့ reading တွေမှာတော့ကတ်များတာမျိုးတွေရှိမှာပေါ့နော်အရင်ကျမရဲ့ major gap reading တွေကိုကြည့်ခဲ့ဘူးတဲ့ audience တွေဆိုရင်သဘောပေါက်ပါလိမ့်မယ်ပေါ့နော်ဒါတော့ new audience တွေအတွက်ကျမအချင်းချုပ်လေးရှင်းပြတာပဲဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ဒီမှာကျမပိုင်းနှစ်ခုရွေးထားပေးပါတယ်ဒါကဘာမီနီမှမရှိပါဘူးဒါပေမဲ့ဒီမှာရှိရဲ့စာတန်းလေးနှစ်ကြောင်းတော့ရှိမှာပေါ့နော်ကင်မရာ setting နည်းနည်းလေးချိန်လိုက်တာ okay ရပြီဒီစာနှစ်ကြောင်းမှာကိုယ်ဆွဲဆောင်နေတဲ့စာဘယ်တာဖြစ်မလဲပေါ့နော်အဲ့ဒီစာနဲ့ပတ်သက်ပြီးတော့ကိုကအဲ့ပိုင်းကိုရွေးပြီးွားရင်သက်ဆိုင်တဲ့အရာကိုကြည့်ပေးပေါ့နော် I wonder if you are happy without me ဆိုတဲ့စာကပဲကိုကိုရွေးဆွဲဆောင်နေတယ်ဆိုလို့ရှိရင်ရွေးချယ်ဖို့ဆွဲဆောင်နေရင်ကိုကပိုင်းဝဲကိုရွေးလိုက်ပေါ့နော် It's what my fault but I blame you ဆိုတဲ့ဒီစာတန်းကပဲကိုရဲ့တွေးမှာဆွဲဆောင်နေတယ်ဆိုတာမျိုးပေါ်နေလို့ရှိရင်တော့ပိုင်း2ကိုရွေးလိုက်ပေါ့နော် Okay ဒါကဘာမီနီမှမယူဘူးအဲ့တော့စိတ်ချလက်ချအေးစစ်စစ်တာရွေးလိုက်ပိုင်းခွဲဖို့တော့ပဲကျမဒါဒီတိုင်းပဲပေါ့နော်ရွေးထားတဲ့ကတ်နှစ်ကတ်ဖြစ်တယ်ကိုပါကိုရွေးပြီးပြီဆိုလို့ရှိရင်ကျမတို့တွေ reading ဖတ်ကြမယ်ပေါ့နော်ဒါကတော့ပိုင်းဝဲလေးတွေပေါ့နော်ပိုင်းဝဲလေးတွေမင်္ဂလာပါအဲ့တော့ the full reading မှာဆိုလို့ရှိရင်တော့ကျမတို့ကတ်6ကတ်ပါမယ်ပေါ့နော်ကျမရဲ့ဒီ major gap reading ကိုအားပေးခဲ့ပူတယ်ပေါ့နော် audience နေဆိုလို့ရှိရင်သဘောပေါက်လိုက်မယ်ပေါ့နော်အဲ့တော့6ကတ်ရှိမယ်6ကတ်မှာသူ့ရဲ့ကတ် line mini လေးတွေရှိမယ်ပေါ့နော် the full ရဲ့ဒီကတ်တစ်ခုလုံးကိုစားပြုထားတဲ့အရာလေးလို့ပြောလို့ရတယ်ပေါ့နော်Okay အဲ့ဆိုရင်ကျမတို့တွေစလိုက်ကြရအောင်cash shuffle လုပ်နေရင်လည်းကြော်ညာလေးတစ်ဖြတ်ဝင်လိုက်မယ်ပေါ့နော်ကျမနဲ့ energy ကိုက်ပြီးတော့ personal reading မေးချင်တာမျိုးတွေရှိရင်တော့ Telegram channel Facebook page messenger တွေမှာလာရောက်ပြီးတော့စုံစမ်းပေးဖို့အတွက်လို့ရတယ်ပေါ့နော်လာရောက်စုံစမ်းလို့ရပါတယ် Okay ဒါက risk ယူရမယ်ဟာ risk ယူရမယ်ဟာဒီ foundation ပေါ့နော်ကိုယ်အုပ်ဖျားဒါသူ့ဘာလို့ပေါ်သွားတယ်ကိုထောက်ပံ့ပေးမဲ့အရာတွေပြီးတော့ကို running လုပ်နေတဲ့အရာတွေဟောပေါင်းနေမိတ်ဆွေကြားလာတာပဲ Okay sorry ပေါင်းနေမိတ်ဆွေရလို့ပြောလို့မရခဲ့တာလမ်းပါဆိုတာဆိုဒါကိုကူညီပေးမဲ့အရာအဲ့ဆိုတစ္ဆတင်ခြင်းတွေဘာတွေရှိမလဲတဖူးတိုင်း Oh my god heart 3 or heart ပေါ့နော် Okay ဘာ3 or soft ပေါ့နော်အသေးနှလုံးအသက်စတင်ခြင်းတွေကတဲ့အမရွေးချယ်ရတော့မယ်ဆိုလိုတဲ့တဘောကလက်ရှိနေရာမှာနေရင်ပိုင်းဝဲလေးတွေနေနဲ့ကိုရီမန်းထားတဲ့ရီမန်းချက်ကိုရောက်ဖို့ဘလို့မှမဖြစ်နိုင်ဘူးဆိုတော့ကိုသိတယ်အဲ့တော့အသေးကွဲတယ်ဆိုတဲ့ဥစ္စာမှာဥပမာအနေနဲ့အလုံးနဲ့ရှင်းပြမယ် career life တစ်ခုရှိမှာပေါ့လူကကိုဒီ career life နဲ့ကိုတက်လုံးလုံးလာရနေပြီးနောက်ထပ် new career life ကိုခုံကူးရတော့မှအနေထားဖြစ်လာတာပေါ့နော်တဘောကတော့အဲ့တော့ဒီမှာကိုတွယ်ခဲ့တဲ့တန်ရောစင်တွေကိုကိုကစွန့်လွတ်ရတာပေါ့စွန့်လွတ်ရပြီးတော့နောက်ထပ် career life ကိုကိုကကူးသွားတာဖြစ်တဲ့အတွက်ကြောင့်အသေးကွဲတာပေါ့နော်ဒါပေမဲ့ကိုကဘာလို့လုပ်ရလဲဆိုလို့ရှိရင်လည်းကို့မှာလည်းကို့အကြောင်းပြအချက်ရှိတယ်ကိုဒီမှာဆိုလို့ရှိရင်ဒီထက်ပိုကောင်းတဲ့အရာတွေကိုကို့အိမ်မှာပေါ့နော်အရာတူပဲဖြစ်ဖြစ်ငွေကြေးရတော့ဖြစ်ကိုထက်ပြီးတက်လန်းမရှိတော့ရှင်းပြောကို့မှာ development ဖြစ်ဖို့တက်လန်းမရှိတော့ဘူးနောက်တစ်ခုကကျအလုပ်တွေတစ်ခုမှာကိုကလောက်တာကြာလာကပြင်းလာတယ်ပို့ပြီးတော့တွန်းအားတစ်ခုလိုနေတာပေါ့နော်အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုတော့တချို့တော့သူတွေဒီအလုပ်ကနေလုံးဝထွက်ပြီးတော့နောက်ထပ် career တစ်ခုကို change တာမျိုးသူတို့လုပ်တာမျိုးတွေဖြစ်မယ်ပိုင်းဝဲလေးတွေအဲ့လိုစတင်တာမျိုးလေးသူတို့လုပ်ဖြစ်မယ်ပေါ့နော်တချို့ကျတော့အဲ့လိုမဟုတ်ဘူးဒီမှာကိုသူတို့က
partially ပဲပါဝင်တော့တာပေါ့နော်အစိတ်တစ်ပိုင်းအနေနဲ့ပဲပါဝင်ပြီးတော့သူတို့ရဲ့နောက်ထပ်ဝါသနာတစ်ခုကိုသူတို့စတင်ရှာဖွေပြီးတော့အဲ့ဒီမှာပို့ပြီးတော့ရင်းနှီးမြုပ်နှံတဲ့ပုံစံဘက်ကိုသွားမယ်ပေါ့နော်ဒီဘက်မှာတော့သူအစိတ်ပိုင်းတစ်ခုအနေနဲ့ပဲပါတော့မယ်ဒီဘက်ကိုသူပို့ပြီးတော့ရိမ့်သွားတော့မယ်ဒါပေမဲ့သူစတင်ပြီးတော့လမ်းဖောက်နေပြီပေါ့နော်ဒီလိုမျိုး partial ပါလဲရလို့ပဲဖြစ်ဖြစ် partial ပဲပါနိုင်လို့ပဲဖြစ်ဖြစ်နောက်တစ်ခုကစွန့်လိုက်ရတာပဲဖြစ်ဖြစ်သူ့အတွက်တော့ဒီဆုံးဖြတ်ချက်ကလွယ်ကူနေတာမဟုတ်ခက်ခက်ခဲချလိုက်ရတာအဲ့တော့အသေးကွဲနေတယ်ပေါ့နော်ပညာရေးဆိုလည်းအဲ့လိုပဲလက်ရှိသင်ခဲ့တဲ့ပညာရက်တွေရှိမှာပေါ့ဥပမာကွာဂျပန်သွားဖို့တဲ့ဂျပန်စာတွေကိုတဲကြီးမဲကြီးတွေကိုသင်ထားပြီးပြီကွာဒါနဲ့ပတ်သက်ပြီးတော့ဆောင်ပွဲတွေဖြစ်ပတ်စံတွေအများကြီးလဲရင်းနှီးမြုပ်နှံထားတဲ့အရာမျိုးရှိမယ်အကြောင်းကြောင့်မို့လို့ကိုဒါကိုစွန့်လွတ်ပြီးတော့နောက်ထပ်ဘယ်လိုပြောမလဲပညာရက်တစ်ခုသင်ရတာပေါ့နော်ဘာသာစကားလည်းဖြစ်မှာကိုရီးယားစာကိုသင်ရတာမျိုးတွေလည်းဖြစ်မှာပေါ့နော်ဘာသာစကားလည်းဖြစ်မယ်ဒါမှမဟုတ်အသက်မွေးဝမ်းကြောင်းတစ်ခုကိုကိုရွေးချယ်လိုက်ရတာပေါ့နော်အဲ့တော့လက်ရှိဟာကိုတန်ရောစင်မရှိတာမျိုးရှိတယ်ဒါပေမဲ့အကြောင်းကြောင့်ကိုရွေးလိုက်ရတယ်အစ်စ်ကိုရွေးရတယ်ဒီအစ်စ်ကိုရွေးလိုက်တော့မှပဲကိုကပို့ပြီးတော့အိမ်မက်တွေကိုတွားနိုင်မယ်ဆိုတဲ့အခွင့်အရေးမျိုးမြင်လို့ပေါ့နော်အဲ့လိုမျိုးတစ်ချက်ရှိမယ်ဒါအလုပ်ရဲ့နောက်တစ်ခုကကြတော့ဒီလုံနဲ့သက်ဆိုင်တဲ့ပညာရက်တွေရဲ့ပေါ့နော်နောက်တစ်ခုကအချစ်ရေးဆိုလဲအဲ့လိုပဲလက်ရှိဒီအချစ်ရေးကိုစွန့်လွတ်လိုက်ရပြီအချစ်တက်နဲ့သူတို့တွားတွေ့ရလိုက်တော့မယ်ဒီအချစ်ကိုသူဘယ်လောက်ပဲ attach ဖြစ်ခဲ့ပါစေအောင်တော့ဒါ EX ကိုမျှော်နေတဲ့ပိုင်းဝန်းလေးတွေလို့တော့ကျွန်မပုံမြင်တယ် EX energy ပုံမြင်တယ်သူတို့တွေနဲ့စောက်လာပြန်လာမလားလို့စောင့်နေနေနောက်ဆုံးတော့တေးချတယ်ဘလို့မှမပြန်လာတော့ဆိုတော့သူတို့တည်သွားပြီသူတို့ရင်နာနာနဲ့လက်လွတ်လိုက်ရတယ်ဆိုတဲ့အနေအထားမျိုးတွေပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်မယ်ပြီးလို့ရှိရင်တော့သူတို့ရဲ့ပိုကောင်းတဲ့အရာတစ်ခုပေါ့နော်အစ်စ်ပေါ့အစ်စ်တစ်ခုကိုသူတို့စတင်တဲ့ဘိုးအတွက်သူတို့စောက်ဆိုင်ရတော့တယ်ဒီအစ်စ်တစ်ခုကိုစတင်ဖို့အတွက်သူတို့စောက်ဆိုင်ရတာတွေလောက်ကင်ရတာတွေဒီပုံသွားတာကပူးဆိုတာတဲ့ push ပေါ့နော်ဒီမှာကမရတော့လို့ကိုကအဲ့ဒီတွန်းအားနဲ့ကိုမောင်းတင်ပြီးတော့သွားလိုက်ရတာပေါ့နော်အဲ့တော့ရေနာနာနဲ့စွန့်လွတ်လိုက်ရတယ်ဆိုတော့ meaning တစ်ခုနဲ့ပြောရင်တော့အဲ့ meaning ပါပဲပေါ့နော် okayနောက်ထပ်သွားမယ်နော်နောက်ထပ်ကဘာလဲဆိုတော့ position ကိုယ့်ရဲ့အနေထားကတဲ့ ace of swords အခွင့်အရေးတစ်ခုလာကမ်းလှမ်းတာပေါ့အိုးဟုတ်ပြီဘာလို့ဒါကိုရင်းနေတာအခွင့်အရေးတစ်ခုပေါ်လာပြီအဲ့အခွင့်အရေးတစ်ခုကိုပေါ်လာရောအခွင့်အရေးနောက်ကိုကလိုက်ရမယ့်အနေထားဖြစ်နေတာပေါ့နော်အခွင့်အရေးတွေပေးတော့မှယူထားရမယ်ဆိုတဲ့အနေထားမျိုးဖြစ်နေတာပေါ့နော်နောက်တစ်ချိန်ဒီအခွင့်အရေးမလာတော့ရင်ကိုယူလို့မရတော့ဘူးလေနော်အဲ့တော့opportunity ကကိုတကားလာခောက်နေတဲ့အခြေအနေဖြစ်နေတဲ့ကြောင့်ဒါကိုဖမ်းဆုပ်လိုက်ရဒါတယောက်ကကိုလာကမ်းမလှမ်းပေးတဲ့အရာတစ်ခုပေါ့နော်အဲ့တော့အဲ့ဒါကိုကအမိအရာဆုပ်ကင်လိုက်ရတယ်ဆိုတဲ့အနေအထားမျိုးဖြစ်တာပေါ့နော် risk ကnine of swords ဒီလိုဖြစ်လိုက်လို့လဲပေါ့နော်သူယူနေရ risk ကလည်းသူ့ရဲ့စိတ်ထဲမှာပိုင်ဝမ်းလေးတွေရဲ့စိတ်ထဲမှာလဲကြောက်ရွံ့မှုလေးတွေရှိနေတယ်ဘယ်လိုပြောမလဲခုနအခြေရေးကိုပြန်ကောက်မယ်ဆိုလို့ရှိရင်EX ကိုမေ့လိုက်ရတယ်လို့ပေါ့နော်လုံးဝဆွန့်လွတ်လိုက်ပြီဒီကောင်မလေးကိုတော့ငါလုံးဝရင်ထဲကနေဆွန့်မဖြစ်နိုင်တော့ဘူးဒါပေမဲ့မနေ့ပိုင်းနေတော့ဟုတ်တယ်ဒါပေမဲ့ညဘက်တွေအိတ်ခန့်နေဆိုတစ်ချက်တော့သတိရနေသေးပဲနော်လုံးတော့ဒဏ်ရာတော့မကြက်သေးဘူးဆိုတဲ့အနေထားမျိုးအဲ့ဒါကို risk ယူရလိုက်မယ်တဲ့အဲ့တော့ဆွန့်လွတ်တယ်လို့ပြောပြီးရင်တဲ့ဗစက်ကတွေမဟုတ်ဘူးဆုံးဖြတ်ချက်တွေမဟုတ်ဘူးကိုယ်အုံနောက်ပြင်ကိုယ်နှလုံးသားကပါဆွန့်လွတ်ဖို့ဆိုတဲ့အရာမျိုးလက်ခံဖို့တိတော့အချိန်နည်းနည်းယူရမယ်ပေါ့ဒါသင်ယူရမယ် risk ဖြစ်လိုက်မယ်ပေါ့နော်အဲ့တော့ပဲနောက်တစ်ခုအလောက်ကင်ဆိုလို့ရှိရင်လည်းဒီအလောက်ကနေပြီးတော့နောက်ထပ်ရွေးချယ်မှုတစ်ခုပေါ့နော်အဲ့လိုမျိုးရွေးလိုက်ရတယ်ကိုရင်းနာနာနဲ့ရွေးလိုက်ရတယ်ဆိုပေမဲ့လည်းကိုမှနောင်တလေးအလစ်တဲပဲရှိနေတယ်ဒီနောင်တကိုဘယ်လို handle လုပ်မလဲဆိုတာကကိုယူရမယ့် risk ဖြစ်မယ်ပေါ့နော်ကိုကပိုကောင်းဖို့အတွက်ဒါကိုရွေးချယ်တယ်ဆိုပေမဲ့လည်းကိုမှအရင်တော့ပျော်ရွှင်နေတာမျိုးတော့မဟုတ်ဘူးပေါ့နော်သူများတွေရဲ့တချို့တွေဆိုလို့ရှိရင်လည်းဒီလောက်ဒီလိုမျိုးလုပ်နေရတယ်ဘာလို့ဒီကိုသွားတာလဲကို blame နဲ့ sense မျိုးပြောတာမျိုးတွေရှိကောင်းရှိမယ်ပေါ့ဒါကိုလည်းကိုနည်းနည်းခံရတာမျိုးလေးတွေဖြစ်မယ်နောက်တစ်ခုပညာရေးဆိုလဲခုနကကျွန်မJapan language နဲ့သင်တဲ့ဟာကိုပြောပြရပါတော့နောက်ထပ်ကိုကနောက်ထပ် another language တို့နောက်ထပ် opportunity ကို change လိုက်ရတဲ့ကိစ္စတွေမှာဒီလောက်ထိတော့လောက်ခဲ့ပြီးပြီပဲဘာလို့လွတ်ချရလဲစသဖြင့်ပေါ့နော် blame တာမျိုးလေးတွေခံရတတ်တယ်ဒါပေမဲ့လည်းကိုကတော့အခွင့်အရေးကိုပေးတော့မှကိုစုပ်ကင်လဲရတယ်ဆိုတာကိုဘာလို့ဒီ new opportunity ကိုစုပ်ကင်လဲရတယ်ဆိုတာကိုပါပဲအဖြေရှိနေပြီးတော့သူများကိုပြန်ပြောနိုင်ဖို့အတွက်အနေထားမရှိသေးဘူးပေါ့နော်ဘာလို့ဆိုကိုရဲ့ဥစ္စာတွေကချပြဖို့အတွက်နည်းနည်းအချိန်ယူရအောင်မှအနေထားလေးတွေဖြစ်နေသေးလို့ပေါ့နော်ကိုတိုင်းလဲ handle မလုပ်နိုင်နေသေးဘူး handle ကိုမဖြစ်တဲ့နည်းနဲ့လုပ်နေရတဲ့ခါကျတော့ကွာတိုးတိုးတိတ်စူးစမ်းနေရတဲ့အနေထားဖြစ်နေသေးတဲ့အနေထားဆိုတော့တယောက်ကလာပြောလို့ရှိရင်လည်းကွာပြန်မပြောနိုင်သေးဘူးတကယ်တော့ချပြနိုင်တဲ့အနေထားရောက်တော့ကွာထောင်တက်သွားမှာတော့ကျင်းသေးတယ်ဒါပေမဲ့လောဆယ်တော့ကိုချပြလို့မရတဲ့အနေထားဖြစ်နေတဲ့ခါကျတော့ကိုက
အောက်တက်နဲ့ခံရတာပေါ့နော်အဲ့တော့ညဘက်တွေမှာတော့နည်းနည်းစိတ်ကူးပေါက်တာပေါ့နော်စိတ်ကူးဖောက်တာတော့အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်နော်ညဘက်လေးသတိထားပေးပါအဲ့ဒီကိုယ့်ရဲ့သူများတွေပြောတဲ့တဲမှာနစ်မျောသွားပြီးတော့ကိုယ့်ရဲ့အသွေးတွေဆုံးမမြုပ်သွားဖို့အတွက်ကကိုယ်တိုင်ထိန်းချုပ်ရမယ် risk ပဲဖြစ်တယ်ဒီတဲကိုမသွားဖို့အတွက်ကိုယ့်ကိုပြန်ဆွဲမှတ်ရမယ်ပေါ့နော်အဲ့တော့ branding ကလည်းအဲ့ဒါပဲပေးထားတယ်နောက်တစ်ခုကsorry ဒါ foundation เนาะ sorry foundation နဲ့ branding ကျွန်မအများခဏရောတယ် foundation ကကြတော့တင်းကမခိုင်မာတဲ့အရာနှစ်ခုပေါ်မှာတင်းက handle လုပ်နိုင်တယ်ဆိုတော့ပြီးတော့တင်းကိုပြထားတယ်ဆိုလိုတဲ့တဘောကခုနဒီမှာပေါ့နော်အဲ့လိုမျိုးဖြစ်နေပေမဲ့တင်းကအရေးချင်းရှိတယ်ကိုရဲ့အရေးချင်းရှိတဲ့လူတစ်ယောက်ဖြစ်တယ်အဲ့ဒါယုံကြည်ပါပေါ့နော်ဒီဂျပန်စာသင်နေတဲ့ဒီဥစ္စာနဲ့ဆွလို့ပြီးတော့နောက်တစ်ခုကိုသွားတဲ့ချိန်မှာပေါ့သူများရဲ့ event တို့ဘယ်လိုပဲပြောစီအောင်တော့သူများရဲ့အမြင်မှာလှုပ်ခတ်နေကိုတိုင်းလည်းဟိုနည်းနည်းတော့ risk ဖြစ်နေတယ်လို့ကိုခံစားနေရပါမယ်လေကောင်း handle လုပ်နိုင်တဲ့အနေထားမှာရှိလာနိုင်မယ်ပေါ့နော်ဘာလို့လဲဆိုရင်အဲ့ဒါဘူးကြောင့်မှမဟုတ်ကိုကြောင့်ပဲဖြစ်လာမှာအချစ်ရေးဆိုလဲအဲ့လိုပဲဒီ X ကိုမေးဖို့အတွက်နည်းနည်းတော့စိတ်မကောင်းဖြစ်ရတဲ့ energy မျိုးတွေရှိပေမဲ့ပြန်သွားမလားဆိုရင်တော့မသွားတော့ဘူးဘာလို့ဆိုတော့သဘောပေါက်သွားပြီပေါ့နော်တခုခုသဘောပေါက်သွားပြီအဲ့တော့ကောင်းလေးတော့ handle လုပ်မယ်တိတ်လေးတော့မျက်ရည်ကျရင်ကျမယ်အများရှိမှတော့ကျမှာမဟုတ်တော့ဘူးဆိုတဲ့အနေအထားမျိုးဖြစ်သွားပြီပေါ့နော်ငါဒုက္ခကိုလို့မပြောချင်ပါဘူးဒီပြဿနာကိုငါရအောင်ကင်တွယ်ဖြေရှင်းမယ်ဆိုတော့ဘယ်လိုပြောယုံကြည်မှုပေါ့နော်ကိုယုံကြည်မှုများတယ်အဲ့လိုမျိုးပဲကို foundation ဆိုကိုထောက်ပံ့ပေးမဲ့တခြားလူတွေရှိလားဆိုတော့အဲ့ဒီလူကတော့ကျွန်မမြင်တာတော့မိသားစုတွေဆွေမျိုးတိုင်းဝိုင်းတွေမိတ်ဆွေတွေလို့တိတ်မမြင်ဘူးကိုတိုင်းကြောက်ပဲကိုကတန်မာသွားတယ်ဆိုတဲ့အနေအထားမျိုးဖြစ်မှာပေါ့နော်တန်မာအောင်ကိုကတင်ယူလိုက်ရတယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်လောကဒန်ထိုးနှက်ချက်တွေများလာတဲ့ချိန်မှာကိုတိုင်းတန်မာတဲ့လူတယောက်အလိုနေဖြစ်လာတယ်ဆိုတဲ့အနေအထားမျိုးကြောင့်လို့တော့မြင်တယ်ဘာလို့ဆိုတယောက်တည်းက balance မျှအောင်လုပ်နေရတာအတွက်ကြောင့်မို့လို့ပေါ့နော် Randy မှာ tree or gap ပြတာတယ် Randy မှာ tree or gap ပြတာတော့ဘာဖြစ်လဲဆိုရင်တချို့သောကိစ္စတွေမှာပေါင်းသင်းမိတ်ဆွေတွေကိုဒီဟာလုံးနေရင်နဲ့နောက်ထပ်ပေါ့နော်ဆွဲရောင်ဆိုတာဘယ်လိုပြောရမလဲနောက်ထပ် opportunity ကဟိုဘယ်လိုပြောမလဲဝင်လာတတ်တယ်ဒါပေမဲ့အဲ့ဒါကကောင်းတဲ့ဟာလားဆိုးတဲ့ဟာလားကိုတေချာပြန်ဆန်းစစ်ရမယ်တချို့တော့ဝင်လာတဲ့ opportunity ကအဲ့ဒါကိုစုပ်ကင်လိုက်ရင်လက်ရှိဟာပါဟန်ချက်ပြတ်သွားတဲ့ကိစ္စမျိုးလေးဖြစ်တတ်တယ်နော်အဲ့တော့တက်ပါစံတက် issue ဖြစ်တတ်တယ်ပြီးတော့မိတ်ဆွေအပေါင်းအသင်းတွေကိုက community network တွေချဲ့ထွင်းတာမျိုးတွေလည်းရှိလာနိုင်တာ哦ဒါဆိုnew career တို့ new opportunity တို့စုပ်ကင်တဲ့လူဆိုတော့အဲ့မှာတွေ့ရမယ့်လူကလူတိုင်းကလူကောင်းတော့ဟုတ်ချင်မှာဟုတ်မယ်အဲ့ခါကျတော့ကိုကဒါနဲ့ပတ်သက်ပြီးတော့ပါနှက်ဖို့လိုတယ်နော်ပါနှက်ဖို့လိုတယ်ကိုရှင်မှာဟဲရီပြနေတိုင်းလေဒီလူကလူကောင်းပါဆိုပြီးတော့စိတ်ထဲကနေတတ်မှတ်ထားလို့မရဘူးကိုရဲ့အားနည်းချက်တွေအားလုံးကိုဖွင့်ဟတိုင်ပင်လို့ရတဲ့လူဖြစ်ချင်မှဖြစ်မယ်ပေါ့နော်အဲ့ဒါလေးကိုတတိထားပေးပါမိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ပြီးတတိထားပေးရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုတခုခုလှုပ်ဆောင်တော့မယ်ဆိုရင်ကိုရဲ့ idea တွေကိုအများကို sharing မချပြခင်မှာကိုပါကိုတိတ်ကလေးစူးစမ်းတာပိုကောင်းတယ်အများကို sharing ချပြလိုက်တဲ့ idea တော်တော်များများဟာအစင်မပြေတာမျိုးတွေအကြောင်းကြောင့်မလို့မလှုပ်ဖြစ်လာဒါမျိုးလေးတွေဖြစ်သွားတတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေသူကအများကြီးတိတ်သွားရင်ပျောက်သွားတယ်ဆိုတော့ energy မျိုးရှိတယ်သူမှာလေပိုင်ဝမ်လေးတွေမှာအဲ့တော့နောက်ထပ်ကဒါပါပဲပေါ့နော်နောက်ထပ်ကနောက်ဆုံးတစ်ကက်ဖြစ်မယ် a helping hand ပေါ့အကူအညီပေးမဲ့အရာကဘာလဲဆိုတော့ဒီမှာလဲတယောက်တည်းဒီမှာတယောက်ကိုတိုင်းရပဲကိုရဲ့ကူညီအားထားရဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ကိုမှအတိုင်းတာတစ်ခုတော့ဘာရှိနေလဲဆိုတော့လုံလောက်စွာစုဆောင်းထားတဲ့အတွေ့အကြုံနော်အတွေ့အကြုံရှိတယ်နောက်တစ်ခုကပညာအရေးချင်းရှိတယ်ဥပမာဒီပညာမှာဂျပန်နဲ့ကိုရီးယားကူးမယ်ဆိုလို့ရှိရင်တချို့တော့အတန်တွက်တွေတူနေတာမျိုးတချို့တော့ grammar တွေမှာ sentence structure တူနေတာမျိုးတချို့တော့စာမွေးဖြေရတဲ့ nature လေးတွေမှာဆင်နေတာမျိုးစသဖြင့်ပေါ့နော် experience လေးတွေရှိတာပေါ့နော်စာမွေးဖြေတဲ့ experience လေးတွေရှိတယ် interview ဖြေခဲ့တဲ့ experience တွေရှိတယ်ဒီဟာတွေကို carry on လုပ်သွားလို့ရတယ်ပတ်စံပိုင်းဆိုလို့ရှိရင်လဲစုငွေတွေပေါ့နော်ကိုမှလုံလောက်တာတော့မဟုတ်ဘူးကိုတကူစားအနေနဲ့တော့ကိုဒီ handle လုပ်နေတဲ့အချိန်မှာ buffer လေးပေါ့နော်အတိုင်းတာတစ်ခုလေးတော့ခံလို့ရရဲတောက်ခံထားလို့ရပါတယ်ဆိုတဲ့အနေအထားတစ်ခုဝင်ငွေလေးရှိတာဒီဝင်ငွေကိုထောက်ပံ့ပေးမယ်ပေါ့နော်လူတစ်ယောက်ပေါ့နော်လူတစ်ယောက်ဆိုတာဒါကိုနဲ့အရင် close ဖြစ်တဲ့လူဆိုတော့ကျွန်မမြင်တာတော့အဖေတို့မဟုတ်အမေပဲဒါကြအမေစီကတောင်းလို့ရတာအဖေစီကတောင်းလို့ရချင်မှရတာခါကြအဖေစီကတောင်းလို့ရတာအမေစီကတောင်းလို့ရချင်ပါဆိုတော့တယောက်တည်းဖြစ်နေရတဲ့ energy ရမ်းများတယ်ပေါ့နော်အဲအကြောင်းမို့လို့ပါဒါကတော့
ပိုင်းဝဲလေးနဲ့ပတ်သက်ပြီးတော့ the full reading လုပ်ပေးသွားတာပါ the full reading ဆိုတဲ့အတိုင်း new beginning တစ်ခုပေါ့နော်ဒီ new beginning တစ်ခုကိုစတင်လိုက်တဲ့အချိန်မှာဘာတွေကစတင်ခြင်းတွေကဘယ်လိုစတင်ခြင်းတွေဘယ်လို opportunity တွေကိုကဘယ်လိုနေထားမှာရှိနေတယ်ဘယ်လို risk တွေယူရတယ်ကိုမှဘယ်လို result တွေရှိပြီးတော့ဘယ်ဟာတွေကကိုကိုသတိပေးချက်တွေဘယ်ဟာတွေကကိုကိုကူညီပေးလဲဆိုတာတွေနဲ့ပတ်သက်ပြီးကျွန်မ reading လုပ်ပေးသွားတာပါ energy ကိုင်တော့ claim သွားပြီးပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျမတို့တွေနောက်ထပ် video တွေမှာပြန်ဆောင်ကြမယ်နော် okay ဒါကတော့ပိုင်းတူးလေးတွေမင်္ဂလာပါပေါ့နော်ပိုင်းတူးလေးတွေမင်္ဂလာပါပိုင်းတူးလေးတွေကို reading မှာဖတ်ပေးခင်မှာပေါ့နော် shuffle လုပ်နေရင်လည်းကျမနဲ့ energy ကိုက်ပြီးတော့ personal reading မေးချင်တာမျိုးတွေရှိရင် Telegram channel Facebook page messenger တွေမှာလာရောက်ပြီးတော့စုံစမ်းနိုင်ပါတယ်ပေါ့နော်အဲ့တော့ the full reading 6ကတ်ရှိပါတယ်ပါလိုက်ကြရအောင်ဒါကတိတ်မဆိုင်ခင်တင်းစီရောက်လာတော့မယ် new beginning ပေါ့နော်အဲ့ဒါပထမကတ်ကကိုစားပြုတယ်အဲ့မှာကိုယ့်ရဲ့လက်ရှိ position အနေထားကဘယ်လိုဖြစ်နေလဲဘာကြောင့်ဖြစ်တယ်လဲပေါ့နော်ဒီအနေထားမှာပြီးတော့ကိုယူရမယ့် risk တွေကဘာဖြစ်မလဲကိုယ့်အတွက် foundation เนาะကို့မှာဘာတွေက foundation ဖြစ်နေတာမျိုးတွေရှိလဲထောက်ပံ့ပေးနေရအရာတစ်ခုခုဆိုကိုမိခိုအားထားရမယ့်အရာမျိုးတော့ဘာလဲပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာနံပါတ်5ကတ်ကကိုယ်သတိပေးချက်တွေပေါ့နော်အလက်တွေပြနေတဲ့အရာဘာဖြစ်မလဲနောက်ဆုံးတစ်ကတ်ကိုဒီနားမှာချလိုက်မယ်နော်ကတ်တွေအားလုံးပေါ်သွားကိုပေါ့နော်ကူညီပေးမယ့်အရာတွေကဘာတွေဖြစ်မလဲနော်ဒါကတော့the full ကတ်မှာပါတဲ့ the full ပေါ့နော် spread မှာပါတဲ့ဟာတွေကိုဖတ်လုပ်ပြီးသွားတာနော်ဆိုနံပါတ်1ရွေးပြီ the hero friend ပိုင်းတူးလေးတွေမကြခင်တော့အချိန်တွင်မှာ community တစ်ခု network အသစ်တစ်ခုနဲ့တည်ဆောက်ရတာမျိုးလေးတွေရှိမယ်အဲ့ဒီထဲကိုရောက်သွားတာမျိုးတွေရှိမယ်ဆိုလိုတဲ့တဘောကတနေရာမှာចောင်းသွားတက်ဖြစ်တာလုပ်ငန်းခွင်တနေရာမှာအလုပ်သွားလုပ်ဖြစ်တာအဲ့ဒါကကိုအရင်လုပ်ခဲ့ဖူးတဲ့ပတ်ဝန်းကျင်နေမဆိုင်အသစ်ဖြစ်သွားတာပေါ့နော် maybe ကိုဒီအရင်တော့ကနေပေါ့နော်နယ်မြို့လေးတစ်ခုမှာရှိတဲ့ကုမ္ပဏီရုံးခွဲလေးတစ်ခုမှာအလုပ်လုပ်နေရဆိုရင်တိတ်မကြခင်မှာမြို့ပေါ်မှာရှိတဲ့ရုံးချုပ်မှာအလုပ်သွားလုပ်တာမျိုးလေးတွေနော်အဲ့လိုမျိုးစတင်ခြင်းမျိုးလေးတွေဖြစ်လာလိုက်မယ်ဆိုတော့ပုံမြင့်တာ hero fan တွေပုံမြင့်တဲ့အနေအထားတစ်ခုရဲ့ opportunity အဲ့ဒီ community တစ်ခုအောက်တွေပြည့်ဝင်သွားမှာပေါ့နော်အရင်တော့ company တေးလေးတွေမှာပဲအလုပ်လုပ်ဖြစ်တယ်လို့ဆိုရင်ဒီတစ်ခေါက်မှာကိုအလုပ်ရမဲ့ company ဒီလုံးဝနိုင်ငံတကာနဲ့ရင်ပေါင်တန်းပါတယ်ဆိုတော့ company ဖြစ်တာ company အကြီးတစ်ခုအောက်တွေရောက်တာ community network ကလုံးဝအရန်ကြီးတယ်ကွာအဲ့လိုအရန်ကြီးတဲ့ network မျိုးတွေရောက်ဖို့အတွက်ကန်တရားဖြစ်နေတယ်အဲ့တော့အလုပ်တွေဘာတွေရှာနေတဲ့လူဆိုလို့ရှိရင်လည်း company တေးလေးမှာပဲပေါ့နော်ရှောက်တာအပြင်challenge ခေါ်ပြီးတော့ international company တွေမှာလည်းရှောက်လို့ရတယ်နော်scholarship ဆိုလည်းအဲ့လိုပဲကျောင်းကောင်းတွေကိုလည်းကိုကျောင်းပေါ့နော်နည်းနည်းဘော ranking မြင့်တဲ့ကျောင်းတွေကိုလည်းကိုသွားပါဆိုကိုယ့်ရဲ့လက်ရှိအနေထားတဲ့လုံးဝ update ဖြစ်ပြီးတော့ new community new opportunity new networking ဆိုတဲ့ဟာကိုရောက်သွားမှာအသက်တွေအများကြီးလာမယ်နော်အသက်တွေအများကြီးရလာဖို့ရှိတယ်ဆိုအနေထားမျိုးဖြစ်တယ်အဲ့အသက်တွေကဘယ်လိုပြောမလဲကိုမထင်ထားလောက်အောင်ကြီးမားတဲ့အသက်တွေလို့ပြောလို့ရတယ်နော်အဲ့တော့အချစ်ဆိုလို့ရှိရင်လည်းကိုတခါမှမကြုံတွေ့ခဲ့ဘူးတဲ့အချစ်ရည်မျိုးဖြစ်မှာအဲ့ဒီအချစ်ဒီကိုစီရောက်လာတဲ့အချစ်တစ်ဒီpower တစ်ခုပါလာတာ background တစ်ခုဆိုတော့ဘယ်လိုပြောမလဲဒီအချစ်ကအခုမှစပြီးတော့တိဆောက်ရတဲ့အချစ်ရည်အပြင်ဆိုချို့ဆိုလို့ရှိရင်ကွာလူနှစ်ယောက်တိဆောက်ဖို့တည်မြဲဖို့ဆိုတာအချစ်တစ်ခုတည်းပြီးတာမဟုတ်လေအချစ်ရည်အပြင်ငွေရေးကြေးရေးလဲဒီဟာတွေကိုလိုက်စဉ်းစားရတာမျိုးရှိမယ်ဒီအချစ်မှာကကိုအလောက်ထိစဉ်းစားကြမလို့သူ့မှာကဘာလဲဆိုတော့ကြောထားနောက်ခံကောင်းပြီးတာကွာသူ့အဖြေပေးလိုက်တာနဲ့တေးကြတယ်ကိုဘွားကပါတန်းပြီးတက်သွားမယ်ပုံစံမျိုးလေးဖြစ်တာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တာเนาะအဲ့ new beginning ကနည်းနည်းပါဝါပါတယ်ရှိန်ပါတယ်ပြီးတော့ကြီးမြတ်ခြင်းဆိုတဲ့အရာတွေပါတယ်เนาะကြီးကျယ်ခံစားခြင်းတွေလည်းပါတယ်เนาะ okay ကိုယ့်ရဲ့ position လေးကိုသွားလိုက်ကြရအောင် position က six of pentacle universe ကတင့်ကိုပေါ့เนาะ reward ပေးတဲ့အနေအထားလို့ပြောလို့ရတယ်အရင်တော့ကိုလှုပ်ခဲ့ဘူးတဲ့အရာတွေကိုထားရှိခဲ့ဘူးတဲ့ကောင်းမှုကုသိုလ်တွေနောက်ပြီးကိုယ့်ရဲ့ကောင်းတဲ့စိတ်ထားတွေပေါ့နော်ဒီအရာတွေကြောင့်ကို reward ရတာအဲ့တော့ပိုင်းသူလေးတွေကိုပြောရရင်2025မှာ2025မှာအသေးအကျေပေါ့နော်ခံစားခဲ့ရတဲ့လူတွေပါလိုက်မယ်ထင်တယ်အသေးအကျေရုန်းကန်ခဲ့ရတာပေါ့အလုံးချောက်ပဲဖြစ်ဖြစ်
ပညာရေးပိုင်းမှာပဲဖြစ်ဖြစ်သူ့ကိုကြည့်ရတယ်တချို့ဆိုရင်ဒီ2026အစပိုင်းလောက်ထိတောင်တိတ်ပြီးတော့ကံမကောင်းနေဘူးပေါ့နော်အများတန်းသူလောကဒဏ်ကိုနည်းနည်းခံနေရတဲ့တဲမှာပါနေတော့မယ်ပေါ့နော်ကံကောင်းလားဆိုတော့ဟုတ်တယ်ကံမကောင်းလားဆိုရင်တော့ပြောချင်တာပေါ့ဒါပေမဲ့ပြောလဲဘာမှမထူးဆိုလို့ဒီတိုင်းမှာရီပြလိုက်ရတယ်ဆိုတဲ့လူထဲမှာပါမှာပေါ့နော်အဲ့ဒီခါကျတော့ဒီမှာဘယ်လိုလဲဆိုဒီတစ်ခါအတန်စုလက်ရတာအဲ့တော့တင်းစီဝင်လာတဲ့အခြေအနေမှာဘာလို့ပါသွားတဲ့အချိန်တွေမှာပါနေလဲဆိုတော့ဒီလူဟာကိုဘဝကိုဆုလက်တစ်ခုအနေနဲ့ဝင်လာတဲ့လူပေါ့နော်ထောက်ပံ့ပေးဖို့ကိုလိုအပ်နေတဲ့အရာကိုပံ့ပိုးပေးဖို့အတွက်ရောက်လာတဲ့လူမျိုးဖြစ်တာဒါအခြေရေးပေါ့နော်ခုနဒီအလောက်ကင်တို့ပညာရေးတို့မှာဆိုလို့ရှိရင်လည်းကိုစူးစမ်းခဲ့တာတောက်လျှောက်စူးစမ်းခဲ့တဲ့အရာတွေအတွက်ကို reward ပေးတာပေါ့နော်နေရတော့ဒီချိန်မှာဇွဲစုရသွားပြီဆိုတဲ့အနေအထားမျိုးပေါ့နော်ဒီမှာအနီအောင်ဘိုးစုံနဲ့လူကကိုပေးနေတာပေါ့နော်အဲ့တော့ထိုက်တန်လို့ရတာပါတဲ့ race oh my god race မှာ error source ပြထားတယ် error source ရဲ့အနေထားမှာစိတ်အကျဉ်းကြတာမျိုးလေးတွေရှိတယ်နော်ကိုယ်စိတ်ကိုအရင်ပိတ်ထောင်အကျဉ်းကြထားတာမျိုးမလုပ်ဖို့ရယ်ပြီးတဲ့ခါကြလို့ရှိရင်တချို့တော်သူတွေဒီ reward ကိုရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်လက်ရှိကိုယ့်ရဲ့နေမြေကနေလက်ရှိနေတဲ့နေရာကနေအဝေးကိုထွက်သွားရတာအဝေးကိုထွက်ရအလုပ်ကြောင့်မလို့ပေါ့နော်ကိုကနေမြို့လေးမှာအလုပ်လုပ်နေရဆိုရင်ကိုယ့်ရဲ့ရုံးချုပ်ကမြို့ပေါ်မှာရန်ကုန်မှာပဲဖြစ်ဖြစ်ရှိတယ်ဆိုအဲ့ကိုသွားပြီးအလုပ်လုပ်ရမယ်မန္တလေးတို့ရန်ကုန်တို့သွားရတာမျိုးရှိရင်ကိုကအိမ်လွမ်းနေတဲ့ကိစ္စမျိုးလေးတွေပေါ့နော်ဒီမှာကိုထားခဲ့ရမယ်ကိုယ့်ရဲ့တန်ရောစင်ပေါ့ဥမာအိမ်မှာအမေဖေကနေမကောင်းဖြစ်နေတာမျိုးစသဖြင့်ဖြစ်ကောင်းဖြစ်မှာပေါ့နော်ဒီမှာကိုစိတ်မချရတဲ့နောက်ဆန်တင်းတဲ့အရာမျိုးလေးတွေဖြစ်နေတယ်အဲ့ဒီကြားမှာကိုနည်းနည်း confuse ဖြစ်ရတဲ့အရာမျိုးတွေရှိမယ်အဲ့ဒါကကိုယူရမယ် risk ပဲ risk လို့ပြနေတော့ကိုယ့်ရဲ့စိတ်ကိုအရင်အကျဉ်းချခံထားတာမျိုးမလုပ်ပါနဲ့ဓာတ်ရှစ်လက်ရဲ့အလဲမှာမျက်စိတွေပိတ်ပြီးတော့လက်တွေလည်းလုံးဝကြိုးတွေနဲ့တုပ်ပြီးတော့ဒီဘရင်သမီးတော်လေးကဒီလိုမျိုးနေရတဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုတော့စိတ်ထဲဂျင်းနဲ့ချက်တဲ့ရောက်နေတဲ့အခြေအနေလေးတွေဖြစ်လာဖို့ရှိတယ်ဘာရွေးရမှမသိဘူးဆိုတဲ့အနေအထားမျိုးလေးတွေဖြစ်လိုက်မယ်အဲ့ဒါကကိုယူရမယ် risk ပဲပေါ့နော်ဘာလို့ဆိုနှစ်ခုတည်းကတစ်ခုယူရမယ်တစ်ဖက်မှာလည်းကိုလုံးဝ dream job ကိုဖြစ်ချင်တဲ့ dream job dream salary dream position စသဖြင့်ဖြစ်မယ်တစ်ဖက်မှာလည်းကိုရဲ့ချစ်ရသူခင်ရသူဒီနှစ်ခုကြားမှာကိုတော်တော်တိုင်ပတ်အောင်မယ်ပေါ့နော်အဲ့တော့ foundation ကဘာလဲဆိုတော့foundation ကတော့ page of cup reward ရတာเนาะဒီမှာလည်းပေးတယ်ဒီမှာလည်းပေးတယ် reward ရတယ်ဆိုတာက universe ကတင့်ကို reward လာပေးတယ်ဆိုတာကဒီချိန်မှာဒါထိုက်တန်လို့ရလာတာပေါ့နော်အဲ့တော့ထိုက်တန်လို့ရတာဒီမှာလည်းလာပေးနေတာပဲเนาะနှစ်ခုလုံးကပေးတာပဲအဲ့တော့စုပ်ကင်လိုက်ပေါ့နော် foundation ကတော့တင်ရတော့စုပ်ကင်မယ်လို့တော့မြင်တယ်ခဏတစ်ဖြုတ်တော့ confuse ဖြစ်သွားတဲ့အနေအထားမျိုးတွေဖြစ်ပေမဲ့အဆုံးသတ်မှာတော့တင်ရစုပ်ကင်မယ်ဒီလိုစုပ်ကင်လိုက်ပြီဆိုရင်နီးလန်းပေါ်လာလိုက်မယ်ပေါ့နော်ကို့အနေနဲ့လက်ရှိမှာထားပါတော့ကိုမိဘတွေဘယ်လိုထားခဲ့မှာလဲဟုတ်ပြီဒီမှာဘယ်လိုမျိုးအခြေအနေနဲ့ထားခဲ့လို့ရမလဲစသဖြင့်ကိုကစဉ်းစားဖို့အတွက်နီးလန်းပေါ်လာလိုက်မယ်ပေါ့နော်အဲ့ဒါလေးကိုပြထားတယ်ဘာလို့ဆိုကို့မှာက facial cup ဆိုတဲ့ energy မျိုးဆိုတော့ဆုံးဖြတ်ချက်ချလိုက်ရင်တော့လုံနိုင်သွားမယ်ဆိုတော့ resilient လို့ပြောလို့များ power ပေါ့နော်စွမ်းအားရှိပြီလားဆုံးဖြတ်ချက်မချခင်တော့ဒီလိုမျိုးအနေအထားမျိုးဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဆုံးဖြတ်ချက်ချပြီးသွားရင်တော့ဒီလိုအနေအထားမျိုးပြောင်းသွားလိုက်မယ်သူလှုပ်ချင်တဲ့ဟာကို goal oriented သွားတာပေါ့နော်ဒီပန်းတိုင်ကိုဥတည်ပြီးသွားတယ်power ရှိတယ်အဲ့လိုမျိုးသွားနိုင်လိမ့်မယ်ဒီပန်းတိုင်ကိုရောက်ဖို့အတွက်ဘယ်လို obstacle တွေပဲဖြတ်ကျော်ရပါစေအောင်တော့ဒါကိုဘယ်လိုဖြတ်ကျော်မလဲဆိုတာကိုနီလန်ဖြစ်ဖြစ်ချင်းရှာသွားနိုင်တာမျိုးတွေဖြစ်မယ်ပေါ့နော်ဒါကတင့်ရဲ့ foundation ပြောရင်တော့အားတာချက်တွေလို့ပြောလို့ရတယ်အဲ့တတိပေချက်ကဘာဖြစ်မှာလဲအိုးမိသားစုကတ်ကိုကြားရပဲနော်အဲ့တော့ပိုင်းတူလေးတွေကိုအဓိကပေါ့နော်လွှမ်းမိုးတက်ရောက်မှုပေါ့နော်တခုခုဂျားမှာ confuse အဓိကဖြစ်စေမှာရာတော့မိသားစုလို့မြင်တယ်ဥမာကိုယ့်ရဲ့ဝေးတဲ့အဖေနဲ့မေကပေးမသွားခိုင်းတဲ့ကိစ္စမျိုးပေါ့နော်ထားပါ main ကလေးဖြစ်နေလဲ main ကလေးတယောက်တည်းဘယ်လိုအဆင်ပြေမှာလဲယောက်ျားလေးဆိုလဲအဆင်ပြေပါမလားစားဖို့နေရေးစားတဖြစ်ပေါ့နင်ကဟင်းချက်တတ်တာလည်းမဟုတ်ဘူးနင်မနေဘယ်လိုရုန်းကန်ပြီးစားတော့မှာလဲအဲ့လိုစားတဖြစ်ပေါ့အဲ့လိုဖြစ်တတ်တယ်အဲ့လိုမျိုးအရာလေးတွေဖြစ်ဖို့မြင်တယ်အဓိကကိုမိသားဆိုတာကိုနည်းနည်းပြန်ဆွဲတဲ့ကိစ္စမျိုးအဓိကပြန်ဆွဲတယ်ဆိုတာကမနာလို့ပျက်စီးပါစေစိတ်မျိုးတော့မဟုတ်ပါဘူးတို့ကြည်ရတာအဖြူအောင်လေးတွေရောဆိုတော့တို့ကအဓိကစိတ်မချတာတို့ရဲ့စိတ်မချမှုလေးတွေကိုမှရှိနေတယ်ဒါကကိုတခါလေးကြာရင်ကိုပါဆုံးဖြတ်ပြီးလဲရင်းရင်သွားလိုက်ပြန်ပြီးတော့တို့သွားလိုက်နေအဲ့လိုသုံးကတ်မှာပြေးနေရတဲ့အနေအထားမျိုးလေးဖြစ်တတ်တယ်နော်ပိုင်တူလေးတွေနောက်ဆုံးကတ်ဖွင့်တတဟာဝါကြတယ် helping hand ဆိုတော့
ပိုင်းတူးလေးတွေကိုကူညီပေးမဲ့အရာကပိုင်းတူးလေးတွေကဟာတာတော့ခေါင်းထဲမှာတစ်ခုပေါ်လာပြီစိတ်ဆက်ချရအယုတ်ထင်လို့ပဲပြောလိုက်ပါမယ်ဟာတာပေါ်လာတဲ့ဟာကိုမပြောအဲ့နည်းနည်းဟွာပေါ့နော်စကားကလည်းနည်းရိုင်းတဲ့ဘက်ပါသွားမှာဆိုလို့စိတ်ဆက်ချရအယုတ်ထင်တယ်ပေါ့နော်ပြောရင်ရောက်ရဘဝမှာရောက်ရဘဝတော့ရောက်တဲ့နေရာရောက်တဲ့အရာမှာ adaptation ဖြစ်လွယ်တယ်အဲ့ဒါကကိုယ့်ရဲ့ helping hand ပဲပေါ့နော်ဆိုလိုတဲ့သဘောကတော့ကိုကတခုနေရာမှာကိုမိဘတွေကတော့ကိုကိုတိတ်ပဲထင်မကြည့်ပဲနဲ့ထင်သေးနေတာပေါ့နော်ဖြစ်နိုင်ပါမလားထင်ရပါညာလို့ထင်နေတာကိုကသိတယ်ကိုကရောက်တဲ့အရက်မှာတော့မိတ်ဆွေတွေပဲဖြစ်ဒီနေရာတစ်ခုပေါ့နေရာတစ်ခုကိုသွားရဖို့ပြတာကိုတောက်လျှောက်အဲ့နေရာတစ်ခုမှာကိုကဘယ်လိုပြောရမလဲဆိုရင် adaptation ဖြစ်လွယ်တယ်ပေါ့နော်တခုဆိုလို့ရှင်ဟုတ်ပြီဟုတ်တယ်အဆင်ပြေအောင်လုပ်သွားမယ်ဟုတ်ပြီကွန်ချက်စားတော့ဘာကြီးစားပြီးနေလို့ရမလဲစသဖြင့်နီးလန်းပေါ့နော်ဟုတ်ပြီငါတယောက်တည်းဆိုရင်စိတ်မဖြစ်ဘူးဆိုရင်ငါဘယ်လိုနေလို့ရမလဲအဆောင်နေမှာလားဒါမှမဟုတ်ဘလုံချုံမှုကောင်းတယ်စသဖြင့်ကိုစဉ်းစားမိသွားလိုက်မယ်ဘာလို့လဲဆိုတော့ကို့မှာကအရင်ရှိဝေးကြီးတွေးပြီးတော့ပလန်ချတာထက်ပေါ်လာတဲ့ပြဿနာပေါ်မှာကွာshop ထမ်းပေါ့အဲ့ဒါဘယ်လိုခေါ်အဲ့ဖြည့်ရှင်းနည်းတစ်ခုကြီးဖြတ်တိုးညံပေါ့အဲ့ဖြတ်တိုးညံရှိနဲ့ဖြည့်ရှင်းသွားတဲ့အရာမျိုးမှာအားကောင်းတယ်အဲ့တော့ line လေးကိုစီးပြီးတော့သွားတာပေါ့နော်ဖြစ်လာတဲ့အရာကိုဒီတိုင်းပဲဖြတ်ကျော်သွားလိုက်တယ်တိတ်ပြီးတော့ခေါင်းစားမခံဘူးပေါ့နော်အဲ့လိုမျိုးလေးလို့ပြောလို့ရတယ်ဒါကတော့ပိုင်း2လေးနဲ့ပတ်သက်ပြီးတော့ the full reading new beginning မှာပါလာတဲ့ပေါ့နော် consequence တွေကိုကျွန်မ reading ဖတ်ပေးသွားခြင်းဖြစ်ပါတယ် energy ကရင်တော့ယူပေးပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်မတို့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်